ကျွန်တော်အောင်မြင်နေကြာရှုံးနေအခြေအနေအများကြီးဖြတ်တန်းနေပင်ပန်းနေဒါတွေကအဖေရဲ့ခွန်အားတွေနဲ့ပဲကျွန်တော်ဒီနေ့ထိရှင်သန်လာခဲ့တယ်ဆိုတော့တကယ်တမ်းကိုယ့်အတိုင်းဝိုင်းမှာတော့ကိုကိုအားပေးတဲ့သူကမရှိပါဘူးเนาะကိုညီကိုအတိုင်းဝိုင်းညီကိုမောင်နှမအတိုင်းဝိုင်းနေထဲမှာလည်းမရှိပါဘူးဆိုတော့အဓိကကတော့မိဘပဲပေါ့နော်ကိုအတွက်မိဘပဲဒီနေ့ထိစင်ဒီဇိုင်းအားပေးတာတယ်မိဘရဲ့ပါထောက်ပံ့မှလည်းကျွန်တော်မယူဘဲနဲ့ဒီလောက်ကိုကျွန်တော်ဒီစတက်လာတဲ့တည်းကကျွန်တော်ဘာတကြမ်းမှမရှိဘဲနဲ့ဥမာပစိုးလေးနှစ်ကွင်းအင်ကြီးလေးတစ်ထည်လောက်နဲ့သူများအိမ်မှာအိမ်အောက်လေးမှာ10ပေပတ်လေလောက်ခန်းလေးငါပြီးတော့မှကျွန်တော်ကြိုးစားလာခဲ့တာဒါလည်းdrama ချိုးတာမဟုတ်ပါဘူးသစင်အဖန်ကိုဒါအစင်ဒီဇိုင်းအားပေးကြတဲ့တနိုင်ငံလုံးအရှိတဲ့ပြည်သက်တွေအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်တရုတ်ဆောင်တည်တံ့ရှင်တောင်းဝင်ရနေပြီးတော့ဆုတောင်းမေတ္တာပို့တာပေးအခုလက်ရှိကတော့ကျွန်တော်မလုပ်လဲဆိုတော့နောက်လာ21ရက်နေ့မှာကျွန်တော်ထွက်မဲ့အဖေများနေ့မှာထွက်မဲ့ကျွန်တော်တငယ်ချင်းတေးရေးဆွဲမှန်ရေးပေးထားတဲ့ကျွန်တော်အဖေမြတ်တာဆိုတဲ့သချင်းပေါ့နော်အဲ့ဒါကိုကျွန်တော် String Studio မှာအတန်သွင်းနေတယ်ပေါ့ဟုတ်ဂီတာမူကကိုစော one star ပေါ့ဟုတ်ကဘာတကွင်တူနိုင်စရာမရှိပဲစံတင်စရာလူသားတိုင်းအတွက်ဖေချွေတစရဲ့ကျေးဇူးခုံအင်းတွေမမေ့အပ်တဲ့သူရဲ့ကောင်းတူပေါ်လေအနုပညာလောကထဲကိုနည်းနည်းတော့စမ်းတယ်ကျွန်တော်ဒီထဲရောက်လာတာကျွန်တော်တော့အသိဒီပထမရောက်လာတာတော့သေုပ်ဆောင်လောကပေါ့သေုပ်ဆောင်တဲကနေပြီးတော့ဒီလိုပဲဖြတ်ရှောင်းကနေပြီးတော့တက်လာခဲ့တာပေါ့နော်အမေထားအဖွဲဖြတ်ရှောင်းနေလာခဲ့တယ်ပြီးတော့မှကျွန်တော်အမဒီပိုးဇလန်တွဲတွေမှာကျွန်တော်လူရွေးခံတယ်အဲ့ရနေပြီးတော့တစင်ဇလန်တွဲတွေကြည့်ပြီးတော့မှဇလန်တွဲတောက်လျှောက်ရိုက်ဖြစ်တယ်ပေါ့ရလန်ရိုက်ဖြစ်ပြီးတော့ကျွန်တော်ဇလန်တွဲတွေတခါကိုဖိုးချေရကြည့်တယ်အကိုပေါ့အကိုကနေပြီးတော့ကြည့်ပြီးတော့မှကျွန်တော်တရုပ်ဆောင်တာတွေကိုသူဒီ channel တွေမှာ MRT4 မှာတောက်လျှောက်လာနေအောင်သူကြည့်ပြီးသဘောကျကြားတဲ့ခါကျတော့ကိုကအကိုဇက်မှာပြဇက်ကားဖို့ဆိုပြီးကျွန်တော်ကန်လန်းတယ်ကန်လန်းတဲ့ခါနေပြီးတော့မှအကိုအဝတ်လဲနေတဲ့အချိန်လေးပေါ့ဒါအစိုးရတက္ကနာဖြစ်သွားတာအကိုဝင့်လဲနေတဲ့အချိန်လေးမှာကိုကတချင်းလေးတစ်ပုတ်လောက်သွားဆိုနှစ်ပုတ်လောက်ဆိုအဲ့ရနေပြီးတော့တချင်းကမဆိုတတ်ဆိုတတ်နဲ့ဆိုတာဆိုရင်လည်းအဲ့ရနေပြီးတော့ကျွန်တော်ဒီဆရာပေါ့နော်ပထမဆုံးဒီဆရာကျွန်တော်ဆရာပါပဲကိုနန္ဒအောင်သူကနေပြီးကျွန်တော်ကိုမန္တလာသူညိုချောလေးဆိုပြီးတော့ဒါမန္တလေးဆိုမဲ့ပွဲအတွက်ကိုအမှတ်တရဆိုပြီးရေးပေးတာအဲ့တချင်းလေးကနေပြီးတော့ထားပြီးတော့ဘယ်လိုပရိသတ်အတိမပြူကနေပြီးတော့ဒီဘက်အစိုးရလောကထဲပြန်ရောက်လာတယ်ပေါ့အဲ့ကနေတချင်းတွေတစားဆိုလာတယ်ဆိုတယ်ဆိုတော့နောက်ကျွန်တော်ရဲ့ပထမဆုံးEvan ကမန္တလာသူညိုချောလေးအဲ့ဒါလည်းတော်တော်လေးတိုင်းတာတစ်ခုထိရောက်ခဲ့တယ်တချင်းတွေအကုန်လုံးကလည်းကျွန်တော်အစ်စ်တွေပဲအဟောင်းတစ်ပုံမှမပါဘူးပေါ့နော်ဆိုတော့အဲ့ဒီတချင်းတွေကလည်းတိုင်းတာတွေတစ်ခုထိရောက်တယ်ဒီမန္တလာညိုချောလေးဆိုလည်းမန္တလေးမှာတော်တော်လေးနာမည်လေးကြီးသွားတာပေါ့ဒီတချင်းလေးကကျွန်တော်အကိုကဒီပြီးတော့အကိုကျေးဇူးတွေကြောင့်ပါတော့ကိုဆိုတော့ကိုဖိုးချစ်ပေါ့နော်အကိုရဲ့ကျေးဇူးဒီလိုမျိုးပရိသတ်တွေထောင်နဲ့တောင်းနဲ့ခြီတဲ့ဒီလို state စင်ပေါ်မှာကျွန်တော်အနေနဲ့တခါမှတချင်းမဆိုတတ်တဲ့သူတယောက်အနေနဲ့ပြဆက်သွားကနေပြီးတော့တီဆိုခွင့်ရတယ်ပြီးတော့ကျွန်တော်တချင်းတွေ CD Evan တွေကတချင်းတွေလည်းကျွန်တော်ဒီပုံမှာဖျော်ဖြေခွင့်ရတဲ့အတွက်အထိုက်လျောက်ကျွန်တော်လူတည်သွားတယ်ပေါ့နော်အဲ့ကနေပြီးတစင်ကျွန်တော် Evan ထုတ်ခွင့်ရတယ်နောက်ဒုတိယ Evan ကန်လန်းခွင့်ကိုလည်းရတယ်အဲ့ဒါကတော့တောတချံပေါ့အဲ့တချင်းတောတချံကလည်းကျွန်တော်ကိုအကိုဦးစီးပြီးကျင်းပါတယ်ချင်းတွင်းတကြံမှာကျွန်တော်ဒီဆိုခွင့်ရနှစ်နှစ်တိုင်ကျွန်တော်ကန်လန်းပြီးတော့ဖိတ်ကြားဆိုဖို့အတွက်ကန်လန်းခံရဆိုတော့အဲ့မှာလည်းတော်တော်လေးတကြံမှာလည်းတော်တော်လေးကျွန်တော်ဆင်ပြေလာနောက်မန်တီရီကနေပြီးတော့ဖြတ်ချီတဲ့ရှမ်းတို့ဌာနေဒါတော့ကျွန်တော်ဆိုင်းနေပဲတည်တတ်တစ်ခွေထုတ်တာပေါ့ဆိုင်းသချင်းဆိုတော့ဒီဇက်မှာကျွန်တော်ကအဆိုများတယ်အဆိုများဆိုတော့အကိုဇက်မှာပဲအဆိုများတဲ့ခါကျတော့ကျွန်တော်ဆိုင်းသချင်းလေးလည်းရှိတင်တယ်ပေါ့ဗမာတန်ကဏ္ဍမှာဆိုတဲ့ခါဆိုပြီးတော့ကျွန်တော်ဒီရှမ်းတို့ဌာနေဆိုပြီးတော့ဆိုင်း Evan တစ်ချက်ထွက်လိုက်တယ်ပေါ့အားလုံး Evan တော့3ချက်ပေါ့ပြန်ဆိုတေးနဲ့ဆိုရင်တော့အခုဒီအဆိုထဲမှာဆိုရင်တော့ကျွန်တော်အပုတ်90ကျော်လောက်တော့ရှိတယ်ဒီကတော့ကျွန်တော်ပေါ့ထက်လျှောက်ဘွားကနေပြီးတော့ပထမဆုံးရိုက်ရတဲ့ဇလန်တွဲကပန်းလူသွေးပေါ့နော်မောင်နှမ3ယောက်ဇလန်အဲ့ထဲမှာကျွန်တော်အာနိုးအနေနဲ့တရုပ်ဆောင်လာတယ်ကျွန်တော်ရဲ့
မေမြင့်မိုရဲ့ဆုံးသွားတဲ့ညီလေးဖိုးညံပေါ့နော်3ယောက်ကျွန်တော်တို့မောင်နှမ3ယောက်ဇလန်လေးပေါ့အဲ့ကနေပြီးတော့တဆင့်နောက်ထပ်ဇလန်တွေထောက်လျှောက်ကန်လန်းချင်းခါရတယ်ပေါ့နော်အမတီဖိုးနဲ့ဆိုဒီနေ့ထိဆိုဇလန်တွေမှမနေဘူးဒါပေမဲ့ဟိုရိုက်တဲ့ character တိုင်းတော့လေ character တိုင်းကိုအကောင်းဆုံးတော့ကြိုးစားတယ်ပြီးတော့ပရိသတ်ကလည်းဒီ character တိုင်းကိုလည်းအတိမပြုတ်တယ်ပေါ့နော်အဲ့လိုလေးပေါ့တရုပ်ဆောင်တရားလို့ပဲခံယူလာတဲ့အတွက်လာသမျှငှားသမျှ character ကိုတော့ကျွန်တော်အကောင်းဆုံးပြောင်းကြိုးစားပေးတယ်ပြီးတော့ကျွန်တော်တို့နိုင်ငံမှာကြတော့ကျွန်တော်တို့ဆိုဒါဇက်ပို့ပေါ့နော်ဇက်ပို့ဆိုလို့ရှိရင်ပထမဇက်ရန်ဖြတ်လျှောက်နေဇက်ရန်ကနေတစ်ခါထပ်ကြိုးစားတော့ဒါဇက်ပို့နေရာရောက်လာဆိုတို့နိုင်ငံမှာဇက်ပို့တွေအတွက်ရွေးချယ်စရာမရှိဘူးသူတို့ကန်လန်းတဲ့ character ပေါ်ပဲကိုကအကောင်းဆုံးကြိုးစားပြီးတော့ကျွန်တော်တို့သိဆောင်ပေးရတယ်အဲ့လောက်ပါပဲအဲ့တော့ကိုမှရိုက်ချင်တဲ့ character တွေကတော့အများကြီးချက်မှာသေးတယ်ဟိုရိုက်ချင်တယ်လို့လဲဆိုတော့ကန်လန်းပါလေအဲ့တော့ကိုလာကန်လန်းတဲ့ character ကိုင်းကိုတော့ကျွန်တော်အနေနဲ့ကတော့ကျွန်တော်အကောင်းဆုံးကြိုးစားပြီးတော့ကျွန်တော်ဒီနေ့ထိတည်ဆောင်အဲ့လိုတော့ဟိုအဓိကတော့ဒီနေ့ထိတော့ကျွန်တော်ပုံမရက်တီပေးတာအဖေပေါ့အဖေရဲ့မြတ်တာပေါ့နော်ဆိုတော့ဟိုကျွန်တော်အောင်မြင်နေကြာရှုံးနေအခြေအနေအများကြီးဖြတ်တန်းနေပင်ပန်းနေဒါတွေကအဖေရဲ့ခွန်အားတွေနဲ့ပဲကျွန်တော်ဒီနေ့ထိရှင်သန်လာခဲ့တယ်ဆိုတော့တကယ်တမ်းကို့အတိုင်းဝိုင်းမှာတော့ကိုအားပေးတဲ့သူကမရှိပါဘူးနော်ဟိုကိုညီကိုတိုင်းဝိုင်းညီကိုမောင်နှမအတိုင်းဝိုင်းနေထဲမှာလည်းမရှိပါဘူးဆိုတော့ဟိုအဓိကကတော့ဟိုမိဘပဲပေါ့နော်ကိုအတွက်မိဘပဲဒီနေ့ထိဟိုစင်ဒီဇိုင်းအားပေးတာတယ်မိဘရဲ့ပါထောက်ပံ့မှလည်းကျွန်တော်မယူဘဲနဲ့ဒီလောက်ကိုကျွန်တော်ဟိုဒီစတက်လာတဲ့တဲကကျွန်တော်ဟိုဘာတကြမ်းမှမရှိဘဲနဲ့ဥမာပစိုးလေးနှစ်ကွင်းအင်ကြီးလေးတစ်ထည်လောက်နဲ့သူများအိမ်မှာအိမ်အောက်လေးမှာ10ပေပတ်လည်လောက်ခန်းလေးငါပြီးတော့မှကျွန်တော်ကြိုးစားလာခဲ့တာဒါလည်းဟို drama ချိုးတာမဟုတ်ပါဘူးဒါကိုဖြစ်တည်မှုရဲ့အစပေါ့နော်ဒါဟိုအများကြီးလုပ်ခဲ့ပါတယ်အထည်ကျုပ်တွေဟိုစက်ယုံတွေမှာမိဘူးတိုက်တာတို့တန်ရှင်းလုပ်ခဲ့တာတို့ဟို secret စက်ယုံမှာအဲ့လိုအမိုက်သိမ်းတစ်ပြက်စီလုပ်ခဲ့ရတာအများကြီးပေါ့နော်ကိုဒီရန်ကုန်ဖြတ်တန်းလာတဲ့ရောက်လာတဲ့ခါမှာကိုအတွက်ဟိုဒီအောင်မြင်ဖို့ထက်ကိုကိုကျော်တခင်းစာရဖို့အတွက်ကိုအရင်ဆုံးကြိုးစားရတယ်အဲ့ကနေပြီးတော့မှတဆင့်ဖြတ်လျှောက်တယ်ရောက်လာတယ်အဲ့မှာလည်းတဆင့်ကိုနေရာရအောင်ပြန်ကြိုးစားရတယ်ပေါ့နော်ဒီဘက်အစိုးလာဘိုင်းမှာဆိုလဲကိုပရိသတ်ကအတိမတ်ပြုတ်နိုင်ဖို့အတွက်ဒီအစိုးတော်တွေအတိုင်းဝိုင်းနဲ့ကျွန်တော်ဟိုနေနိုင်အောင်ဖို့အတွက်ကိုလည်းဟိုအတူတူကိုအတိမတ်ပြုတ်ဖို့ဒီအတိုင်းဝိုင်းလေးကအတိမတ်ပြုတ်ဖို့တောင်မှတော်တော်လေးကြိုးစားရတယ်ပေါ့နော်အဲ့လိုအားဆိုင်ဖို့ရှိတာတဲ့ကိုအမှန်တော့တချင်းဆိုတာမို့ကျွန်တော်အဓိကကျွန်တော်မိကြကျွန်တော်တေးဥဆောင်လိုက်ဒါပေမဲ့တေးဥဆောင်ဒီဘက်ခင်မှာကြတော့တေးဥဆောင်နေမှာကြတော့ကျွန်တော်တို့ကြတော့ဟိုဆိုတော့အခုနည်းနည်းလေးပို့ပြီးတော့ခက်ခဲလာတယ်။ဘာကြောင့်လဲဆိုတော့ဟို agency တွေရှိတယ် group တွေရှိတယ်အဖွဲ့တွေရှိတယ်ဥပမာ data ဆိုလဲဘယ် data နောက်မှာပါတဲ့ article ကသူဘယ် data ရရင်ဒီ data တွေပါတယ်ဆိုတော့ပရိသတ်ကစားလွတ်တည်ရလေကျွန်တော်တို့ကဘယ်မှမပါဘူးဟိုဖြတ်လျှောက်နေလာတဲ့အတွက်ဒီမှာဘယ်အဖွဲ့ထဲမှာလည်းမပါဘူးကျွန်တော်တို့ဘယ် agency နဲ့မှစာချုပ်ကလည်းကျွန်တော်တို့ရှိတာမဟုတ်တဲ့တော့သူ့အဖွဲ့အစည်းသူ့ဟာနဲ့ဒီမှာဖြတ်တန်းနေတဲ့အခါမှာကျွန်တော်တို့ကြတော့အလုပ်ပါတယ်ပါတဲ့အခါကျတော့ဒီဘက်တချင်းကိုပဲကျွန်တော်ဟိုအားဆိုင်တဲ့အခါတချင်းကြီးပဲလုတ်ဖို့များဟိုအားဆိုင်တယ်လို့ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါပါပဲဒီကတော့ခေါ်ရင်တော့လည်းကျွန်တော်ရိုက်တာပေါ့နော်ဆိုတော့မခေါ်လို့တော့မရိုက်တဲ့အတွက်တချင်းပဲလှည့်ဆိုရင်လည်းပရိသတ်ကကျွန်တော်ဟိုတချင်းကိုပို့ပြီးအားပေးတယ်ရုပ်ရှင်မရိုက်ရလဲရတယ်တချင်းပဲဆိုပါဆိုပြီးတော့တချို့ပွဲတွေဆိုအလူရှင်တွေဆိုတောက်လျှောက်ခေါ်တာအဲ့ Facebook ကกินတဲ့သူတွေကဟောခေါ်တာအဲ့ကနေပြီးတော့ပွဲတွေအဆိုများတယ်ဆိုများတဲ့အခါကိုဝင်းစာကိုပြန်ဖြည့်တယ်ပြီးတော့တချင်းကိုလည်းဟိုပြန်ဆိုတေးရောကျွန်တော်ကိုပိုင်တချင်းရောဆိုတချင်းတွေပို့ပြီးတော့လုတ်ဖြစ်သွားတယ်ပေါ့အဓိကတော့ဖြော်ပြတဲ့ခါမှာတချင်းတွေအပုတ်ရင်မထက်အောင်ပေါ့အဲ့လိုလေးကြိုးစားကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ဟိုကျွန်တော်တချင်းတွေတောင်းဆိုပေးတဲ့ဒါပရိသတ်တွေတနိုင်ငံလုံးပရိသတ်တွေအားလုံးပြီးတော့သစဉ် FM ကိုဒီနေ့ကဟိုပါပေါ့အစင်ဒီဇိုင်းအများနဲ့အားပေးနေတဲ့တယောက်ချင်းစီများအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပါစေဘေးရန်ပေါင်းမှကင်းရှင်းပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာ